အခန်းထဲမှာချစ်သူနှစ်ဦးဖက်လဲတကင်းရှိနေတဲ့ romantic ဆန်ဆန်မြင်ကွင်းလေးနဲ့စတင်ထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ဧခန်းကျယ်ကြီးထဲမှာလူကြီး၃ယောက်ကစိုးရိမ်တကြီးနဲ့စောင့်တိုင်းနေကြတာပါ။အိမ်တော်ရဲ့အဖိုးဖြစ်သူကဒေါသတကြီးနဲ့ဟိုနားကွင်းနဲ့ကောင်းမလေးပါလို့အခုထိပြန်မလာသေးတာလဲလို့မေးလိုက်ပါတယ်။အနားမှာရှိတဲ့အမျိုးသားကကျွန်တော်ဖုန်းဆက်ပြီးပါပြီ။သူတို့မကြခင်ရောက်လာတော့မယ်လို့ပြောပါတယ်လို့ခက်ယူပဲပြန်ဖြေရှာတယ်။အဲ့ဒီအချိန်မှာပဲအဖိုးဖြစ်သူရဲ့ဘေးနားမှာရှိတဲ့ကောင်လေးတစ်ယောက်ကအဖိုးကျွန်တော်ဝမ်းကွဲမမရဲ့စိတ်နေသဘောထားနဲ့ဆိုရင်သူကအဖိုးပြောတာကိုနားမထောင်ရင်ဘာလုပ်မလဲဆိုပြီးမီးလောင်ရလေးပင့်စကားဆိုလိုက်ပါတယ်ဒါကိုအဖိုးဖြစ်သူကမျက်နှာပြက်ပြက်နဲ့ဒါကြောင့်မလို့ခဏနေရင်အဲ့ဒီကောင်မလေးရဲ့မာနတွေကိုအရင်ဆုံးနှိမ်ပြရမယ်လို့ပြက်ပြက်တသားပြောလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့အိမ်တော်ရဲ့တကားမကြီးပွင့်သွားပြီးအဖြူရောင်ဝတ်စုံနဲ့လှပတဲ့မိန်းကလေးတစ်ယောက်နဲ့အတူအနက်ရောင်ဝတ်စုံနဲ့ခံရတဲ့လူငယ်တစ်ယောက်အတူတူဝင်လာကြပါတယ်မိန်းကလေးကအဖိုးသမီးပြန်လာပါပြီလို့နှုတ်ဆက်လိုက်ပေမဲ့သူမရဲ့အဖေဖြစ်သူကတော့မျက်နှာထားတင်းတင်းနဲ့ဒီကောင်မလေးနင်အခုချက်ချင်းဒူးမထောက်သေးဘူးလားလို့ငေါငန်းပါတော့တယ်မိန်းကလေးကလည်းအလျှော့မပေးပဲအဖိုးတို့လည်းတီးကြတာပဲဟိုလူရှန်ဆိုတဲ့လူကလူကောင်းမဟုတ်ဘူးဆိုတာသူကသမီးရဲ့ဆရာဖြစ်သူအာရင်ကိုတတ်ခဲ့တဲ့သူပဲလို့ငိုယိုပြီးအမှန်တရားကိုရှင်းပြပါတယ်ဒါပေမဲ့အဖိုးဖြစ်သူကတော့တုတ်ကောက်ကိုမြေကြီးမှာစောင့်လိုက်ပြီးငန်းနှင့်ကိုဒူးထောက်ခိုင်းတာစင်ကြေပေးခိုင်းတာမဟုတ်ဘူးဟိုပိုင်ရန်ကိုင်းကအကြီးအကဲတေတာကငါတို့လီမီသားစုနဲ့ဘာဆိုင်လို့လဲလို့အော်ဟစ်ပါတော့တယ်ပြီးတော့ဘေးကလူငယ်ကိုကြည့်ပြီးဒါကဘသူလဲလို့မေးတဲ့အခါမိန်းကလေးကသူ့နာမည်ကရေးထန်လို့ခေါ်ပါတယ်။သမီးရဲ့ညီကိုပါသမီးလီမီသားစုကိုကူညီဖို့သူ့ကိုခေါ်လာတာလို့မိတ်ဆက်ပေးပါတယ်။ဒါကိုအဖိုးကြီးကနှာခေါင်းရှုံပြီးနင်တို့ပိုင်ရန်ကိုင်းကလူတွေကိုငါတို့ကအဖက်လုပ်ရမှာလားအစင်းနှိတ်တကိုးရှင်တွေပဲရှိတာကိုငါရှိမှလာပြီးရန်ကားမနေနဲ့လို့နှိမ်ချလိုက်ပါတယ်။ဒီကြားထဲဟိုကောက်ကျစ်တဲ့ဝမ်းကွဲမောင်လေးကပါဝင်ပြီးမမကျွန်တော်ကြားတာတော့မမကလူသခင်လေးကိုညင်းပယ်ပြီးပိုင်ရန်ကိုင်းကအတုံးမကျတဲ့အမိုက်တယောက်နဲ့တွဲနေတယ်ဆိုအဲ့ဒီအမိုက်ဆိုတာဒီကောင်လားလို့လှောင်ပြောင်လိုက်ပါတယ်မိန်းကလေးကဒေါသတကြီးနဲ့ပါဆက်ပိတ်ဆန်းလီလက်နင်ဘာရီလျှောက်ပြောနေတာလဲရေးထန်ကအတုံးမကျတဲ့သူမဟုတ်ဘူးလို့ကာကွယ်ပြောဆိုပါတယ်ဒါပေမဲ့အဖိုးကြီးကပိုးပြီးဒေါသထွက်လာကနင်ပဲပါဆက်ပိတ်ဆန်းလီမီသားစုမှာဒုက္ခအကြီးအကျယ်ရောက်တော့မယ်နင်ကနည်းနည်းလေးတောင်နောက်တမရဘူးလားနင်ပိုင်ရန်ကိုင်းရဲ့ဂိုင်းချုပ်ဖြစ်သွားရုံနဲ့ငါတို့လီမီသားစုကနင့်ကိုမထိန်ချုပ်နိုင်တော့ဘူးထင်နေလားလို့မမဲပါတော့တယ်မိန်းကလေးကအဖိုးသမီးအဲ့လိုသဘောမရည်ရွယ်ပါဘူးလို့ညှိရှာပေမဲ့အဖိုးကြီးကငါဒီနေ့အဖေကိုဖုံးဆက်ခေါ်ခိုင်းတာနင်လူသက်ခင်လေးကိုတေးသေးချာချာတောင်းပန်ဖို့ပဲလူမိသားစုကျေနပ်မှငါတို့လီမိသားစုဘေးကင်းမှာနင်ကအခုထိယူသွနေတော့ပဲလားလို့အတင်းအကျပ်ဖိအားပေးပါတယ်အဲ့ဒီအချိန်မှာပဲအေးဆေးတည်ငြိမ်နေတဲ့ရေးချံကဝင်ပြောပါတယ်အဖိုးကြီးခမည်းစကားပြောတာတိတ်လွန်နေပြီလို့ပြောလိုက်တော့အဖိုးကြီးကပါဆက်ပိတ်ဆန်းကမြေကိုငါဆုံးမနေတာမင်းလိုကောင်ကဝင်ပြောစရာအကြောင်းမရှိဘူးလို့ပြန်អော်ပါတယ်ရေးထန်ကခမည်းတို့ကလီဟွန်းဝန်းရဲ့လူကြီးမိဘတွေဖြစ်နေလို့သာငါအလျှော့ပေးနေတာဒါပေမဲ့ငါရဲ့အဆင့်တန်းကိုတီးလျက်နဲ့ငါအမကိုထိပါဖို့စူးစမ်းနေတာကတော့ငါကိုမျက်နှာမထောက်တာပဲလို့ပြောပြီးသူ့ရဲ့လက်ညှိုးကနေအပြာရောင်စွမ်းအင်တွေထွက်ပေါ်လာစေပါတယ်ရေးချန်ရဲ့စွမ်းအင်ကပြင်းထန်လွန်းလို့အဖိုးကြီးတောင်နောက်ကိုလွင့်စင်သွားပြီးကလတ်ထိုင်ပေါ်လဲကျသွားရပါတယ်ဒါကိုမြင်တော့လီဟွန်းဟွန်းကရေးချန်လို့စိုးရင်တကြီးတားရှာပါတယ်ရေးချန်ကလီဟွန်းဟွန်းကိုကြည့်ပြီးမမလီမီသားစုဒုက္ခရောက်နေတယ်ဆိုလို့ငါချက်ချင်းလိုက်လာခဲ့တာဒါပေမဲ့အခုကြည့်ရတာသူတို့ကမမကိုပဲလူမီသားစုစီအနစ်နာခံတွန်းပို့ဖို့စူးစမ်းနေတာပဲဒီလိုမီသားစုမျိုးအတွက်မမအနစ်နာခံရတာတန်ရဲ့လားလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာကတင်ပေါ်မှာလဲနေတဲ့ဝမ်းကွဲမောင်လီလဲကလူမီသားစုရဲ့အဆောင်ရှောက်တွေကမင်းကိုအမုတ်လုပ်ပစ်လိုက်မယ်ငါတို့လီမီသားစုကမင်းကိုအလွတ်မပေးဘူးလို့အာကိုတကြီးအော်ဟစ်ပြီးရေးထံကိုစိန်ခေါ်ပါတယ်ဒါပေမဲ့ရေးထံကတော့အေးဆေးပဲမင်းတို့လီမီသားစုတစ်ခုလုံးကိုငါကဂယုဆိုင်ရမှာလားလို့ပြောပြီးသူ့ရဲ့စွမ်းအင်ကိုထုတ်ဖော်လိုက်ပါတယ်လီလဲကလည်းသူ့ရဲ့လက်ကနေမီးတောက်စွမ်းအင်တွေကိုထုတ်ပြီးရေးချံကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ရေးချံကလက်တစ်ဖက်ထဲနဲ့တင်လီလဲကိုကျမ်းပြင်ပေါ်လဲကျသွားစေပြီးတွေးအံသွားအောင်အနိုင်ယူလိုက်ပါတယ်ရေးချံကမမမြင်းတဲ့အတိုင်းပဲသူကငါ့ကိုအရင်စတိုက်တာတော့မမနဲ့သူတို့ရဲ့တွေးတော့ဆက်မှုကိုထောက်ထားလို့ငါသူ့အသက်ကိုချမ်းသာပေးလိုက်မယ်ဒါပေမဲ့နောက်နောင်သူတစ်ပါးကိုဒုက္ခမပေးနိုင်အောင်တော့လုပ်ရမယ်လို့ပြောပြီးလီလဲရဲ့တိုင်းပညာကိုဖျက်ဆီးပစ်လိုက်ပါတယ်လီလဲကဒူးနှစ်ဖက်စလုံးကျိုးသွားပြီးအဖိုးကျွန်တော်ဒူးတွေကျိုးကုန်ပြီလို့အော်ငိုပါတော့တယ်အဖိုးကြီးကဒေါသတကြီးနဲ့မင်းငါတို့လီမီသားစုကိုဒီလောက်အထိစော်ကားရဲတယ်ပေါ့လေလို့အော်ဟစ်ပေမဲ့ရေးချံရဲ့ကြင်ကြံခြင်းအဆင့်တန်းဖြစ်တဲ့ရွှေမြူတွေအဆင့်စွမ်းရင်ထွက်လာတဲ့အခါမှာတော့
အဖိုးကြီးနဲ့လီဟွန်းဟွန်းရဲ့အဖေတို့ဟာကြောက်လန့်တကြားနဲ့ဒူးထောက်အညံ့ခံလိုက်ရပါတော့တယ်ရေးချန်ကထားကြပါခမရတို့ကငါရဲ့လူကြီးမိဘတွေပဲအခုလိုဖြစ်မယ်မှန်းသိရင်ဘာလို့အစောတဲကအေးအေးဆေးဆေးမပြောကြတာလဲလို့မေးပါတယ်အဖိုးကြီးကမျက်နှာချိုသွေးပြီးရေးချန်မင်းနဲ့ဟွန်းဟွန်းကဒီလိုပတ်သက်မှုရှိနေမှာတော့ငါတို့လီမီသားစုရဲ့အရှင်သခင်ကမင်းမဲပေါ့လို့ဖားလိုက်ပါသေးတယ်ဒါပေမဲ့ရေးချန်ကတော့စိတ်ပြက်စွာနဲ့အစောတဲကငါနဲ့မမကခမရတို့ကိုကူညီမလို့ပြောတာကိုခမရတို့ကအခွင့်အရေးမပေးခဲ့ဘူးအခုတော့ငါမကူညီချင်တော့ဘူးမမသွားကြစို့ဒီမိသားစုကိုသူတို့ဘာသာပဲပစ်ထားလိုက်တော့လို့ပြောပြီးလီဟွန်းဟွန်းကိုခေါ်ကာထွက်သွားဖို့ပြင်ပါတယ်ဒါကိုလီဟွန်းဟွန်းရဲ့အဖေကအသေးတန်တာပြီးရေးချန်ခဏလောက်စောင့်ပါဦးငါတို့အရင်ကမှားခဲ့တာတွေကိုဝန်ခံပါတယ်ဒါပေမဲ့လီမီသားစုမှာရာစုနှစ်ချီတဲ့တမိုင်းကြောင်းရှိပါတယ်ဒီမှာတင်ပြတ်သုံးသွားလို့မဖြစ်လို့ပါငါ့ကိုကူညီပါဦးလို့မျက်ရည်ဆက်လက်နဲ့တောင်းပန်ရှာပါတယ်ဒါအပြင်သူကသမီးဖြစ်သူလီဟွန်းဟွန်းရဲ့ရှေ့မှာပါဒူးထောက်ပြီးတောင်းပန်ဖို့လုပ်တဲ့အတွက်လီဟွန်းဟွန်းကစိတ်မကောင်းဖြစ်ပြီးတားလိုက်ရပါတယ်ရေးချန်ကငါမကူညီနိုင်တာမဟုတ်ဘူးဒါပေမဲ့ငါမှာအခြေအနေတစ်ခုရှိတယ်နောက်ဒီလီမီသားစုရဲ့အိမ်တော်ဦးစီးကလီဟွန်းဟွန်းတယောက်တည်းပဲဖြစ်ရမယ်လို့ကတိတောင်းပါတယ်ဒါကိုအဖိုးကြီးနဲ့အဖေဖြစ်သူပဲရပါတယ်ပြဿနာမရှိပါဘူးလို့ချက်ချင်းသဘောတူလိုက်ကြပါတယ်ရေးချန်ကဒါဆိုရင်လီမီသားစုက3ရက်နေရင်လာလိမ့်မယ်3ရက်ကြာရင်ငါနဲ့မမပြန်လာခဲ့မယ်လို့ပြောပြီးထွက်ခွာသွားပါတော့တယ်ညဘက်ရောက်တဲ့အခါမှာတော့လီဟွန်းဟွန်းကပြတင်းပေါက်နာမှာရက်ပြီးစိုးရိမ်တကြီးငေးမောနေပါတယ်ရေးချန်ကအိယာကနိုးလာပြီးသူမကိုနောက်ကနေတိုင်းဖက်ကမမအခုထိ3ရက်နေရင်ဖြစ်လာမဲ့ပြဿနာတွေကိုစိုးရိမ်နေတော့မဲ့လားလို့မေးပါတယ်လီဟွန်းဟွန်းကမင်းကရွှေမြူတွေအစင်ရောက်နေပြီဆိုပေမဲ့လူမိသားစုမှာလည်းအဆောင်ရှောက်တွေအများကြီးရှိတာမလို့မင်းအတွက်အနေရဖြစ်မှာစိုးရိမ်လို့ပါလို့ပြောရှာပါတယ်ရေးထန်ကတော့ပြုံးပြီးရွှေမြူတွေအစင်3ဆိုတာဘာမှမဟုတ်ပါဘူးမမရဲ့3ရက်နေရင်အားလုံးရှင်းလင်းသွားမှာပါအခုတော့ဒီလိုလှပတဲ့အချိန်လေးကိုအလားအမဖြုံးပါနဲ့လို့ပြောပြီးလီဟွန်းဟွန်းကိုပွေ့ချီကကတင်စီခေါ်သွားပါတော့တယ်3ရက်မြောက်နေ့မနက်ခင်းကိုရောက်တဲ့အခါမှာတော့လီမီသားစုရဲ့အိမ်ရှိမှာအဖိုးကြီးနဲ့အဖေဖြစ်သူကစိုးရိမ်ကြီးစောင့်နေကြပါတယ်အဲ့ဒီအချိန်မှာပဲလူမိသားစုရဲ့အကြီးအကဲနဲ့လူသခင်လေးတို့ကအဆောင်ရှောက်အမြောက်များနဲ့ဒေါသတကြီးရောက်ရှိလာပါတော့တယ်လူမိသားစုကလီဟွန်းဟွန်းပါလို့အခုထိထွက်မလာသေးတာလဲငါတို့စကားကိုနားမထောင်တာလားလို့ကြိမ်းမောင်းပြီးလီမီသားစုရဲ့အဖေဖြစ်သူကိုစွမ်းအင်နဲ့ရိုက်နှက်လိုက်တာကြောင့်လီအဖေကျမ်းပြင်ပေါ်လဲကျသွားရပါတယ်လူကြီးကဲကအစ်စ်မရှိတဲ့လီမီသားစုကငါတို့ကိုအန်တုရဲတယ်ပေါ့လေဒီနေ့လီမီသားစုတစ်ခုလုံးကိုအမြင့်ပြတ်တုတ်တင်ပြမယ်ပြီးမှလီဟွန်းဟွန်းကိုဖမ်းမယ်လို့အမိန့်ပေးလိုက်တဲ့အချိန်မှာပဲအိမ်တော်တကားဝါကနေရေးချန်နဲ့လီဟွန်းဟွန်းတို့2ယောက်လက်ချင်းချိတ်ပြီးခန့်ညားထဲဝါစွာနဲ့ထွက်လာကြပါတော့တယ်ရေးချန်ရဲ့အရှိန်အဝါကြောင့်လူမိသားစုရဲ့အဆောင်တွေအားလုံးဘေးကိုလွင့်စင်သွားကြရပါတယ်လူသားခင်လေးကမင်းကရေးချန်ပေါ့လေပြီးခဲ့တဲ့အချိန်ကမင်းကန်ကောင်းလို့လွတ်သွားတာဒီတစ်ချိန်တော့မင်းကန်မကောင်းတော့ဘူးလို့ကြုံသွားပါတယ်ဒါကိုရေးချန်ကတရော်ပြုံးပြီးမင်းတို့လူမိသားစုကိုအမှုတ်လုပ်ပစ်ဖို့ကငါအတွက်အရေးမကြီးပါဘူးလို့အေးဆေးပဲပြန်ပြောလိုက်ပါတယ်လူအကြီးကဲကမင်းကငါရဲ့ကြင်ကြံခြင်းအဆင့်တန်းကိုမတိသေးဘူးထင်တယ်ငါကအဆင့်9အထိရောက်နေတာဒီနေ့မင်းတို့အားလုံးတေဖို့သာပြင်ထားကြတော့လို့ပြောပြီးရေးချန်ကိုဝင်တိုက်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့ရေးထန်ကတော့မျက်တောင်တစ်ခတ်တွင်းမှာပဲလူအကြီးကဲရဲ့လေပင်ကိုလက်တစ်ဖက်ထဲနဲ့ညှစ်ပြီးအပိုင်ဖမ်းဆီးလိုက်ကမင်းစောစောကဘာပြောလိုက်လဲငါတေချာမကြားလိုက်လို့ဆိုပြီးအေးအေးဆေးဆေးမေးလိုက်တဲ့မြင်ကွင်းလေးနဲ့ပဲဒီဇလန်တွဲလေးကပြီးဆုံးသွားပါတော့တယ်ခမညာ